နင်းနဲ့ချီပြီးတော့မှအိတ်လို့မပြောတဲ့သူတွေရှိလားနင်းနဲ့ချီပြီးတော့မှအိတ်စိတွေတောက်အိတ်တာတော့အိတ်လို့မရဘူးဆိုတဲ့သူတွေရှိလားအယုံကျော်တွေအားနေပြီးတော့မှညဘက်တွေမှာဆိုလို့ရှိရင်ကောင်းကောင်းအိတ်မပြောဘူးဆိုတဲ့သူတွေနင်းချအိတ်လို့မရဘူးဆိုတဲ့သူတွေခြေထောက်တွေလက်တွေကလည်းအမြဲလိုထုံပြီးတော့မှကျင်နေတယ်အစွန်အဖျားခြေဖျားလက်ဖျားလေးတွေကလည်းထုံကျင်နေတယ်စက်ကြောနောက်ကြောတွေကလည်းအမြဲလိုထိုးပြီးတော့မှတက်နေတယ်အယုံကျော်တွေအားနေပြီးတော့မှအမြင်အာယုံတွေမကြည့်လင်ဘူးအမြင်နှစ်ထပ်ဖြစ်နေတယ်ဆိုတဲ့သူတွေအယုံကျော်တွေအားနေပြီးတော့မှစီဝမ်းမမှန်ဘူးစီဝမ်းမထိန်နိုင်ဘူးဆိုတဲ့သူတွေအကျော်တွေအားနေပြီးတော့မှလမ်းကြကြလျှောက်လို့မရဘူးမတက်ကြကြရဲလို့မရဘူးလမ်းသွားတဲ့အခါမှာအမြဲလိုတုံဆိုင်နေဖြစ်နေတယ်ကြွက်သားတွေအားနေပြီးတော့မှခြေတုံတယ်လက်တုံတယ်ပစ္စည်းကင်ရင်မမြဲဘူးပေါ့နော်ခဏလွတ်ကြတတ်တာမျိုးတွေကြွက်တက်ပြီးတော့မှကြွက်တွေခဏတက်လို့အိတ်လို့မရဘူးဆိုတဲ့သူတွေခြေသလုံးအကျော်တွေတောင့်တင်နေတယ်ဆိုတဲ့သူတွေအတွက်ကို review ကောင်းလေးတစ်ခုနဲ့မိတ်ဆက်ပေးကြပါရရှင်စုလိုက်စီမှာအခုလောလက်ပဲလာပြီးတော့မှမှာသွားတဲ့ဦးလေးကသမီးရဲ့စီလီကကောင်းတယ်တဲ့ညဘက်တွေမှာအိတ်စီတောက်ပြီးတော့မှအိတ်စီကမလိုတော့ဘူးသူ့အလိုအိတ်ပြော်တယ်ဆိုတဲ့မှန်လေးအပြင်review လေးအပြင်ပေါ့နော်မျက်စိပါကြည့်လာတယ်ဆိုပြီးတော့မှလည်း review လေးပေးထားပါတယ်ရှင်ဒီဦးလေးကစုလိုက်စီမှာမိမိစင်အာယုံကျော်စိတ်လေးတလားစာပါတပူးကိုစမ်းပြီးတော့မှမှားတာတပတ်လောက်ပဲရှိသေးတယ်ပေါ့နော်ညဘက်ဒီမှာဆိုလို့ရှိရင်လည်းကောင်းအိပ်ပျော်လာတယ်မျက်စိလည်းကြည့်လာပါတယ်ဆိုပြီးတော့မှ review လေးပေးထားပါတယ်ရှင်ကိုကနင်းချိုင်းနဲ့လည်းအိပ်လို့မရဘူးညဘက်ဒီမှာဆိုလို့ရှိရင်ကောင်းအိပ်လို့မရဘူးအိပ်လိုက်ပြီဆိုရင်လည်းကြက်အိပ်ကြက်နိုးဖြစ်နေတယ်မနက်အိပ်ရထားတဲ့အချိန်မှာဆိုရင်လည်းလူကမလန်းမဆန်းဖြစ်နေတာမျိုးအတွက်ဆိုလို့ရှိရင်တော့မိမိစင်လေးကိုတနေ့ကို3ချိန်မြှဝဲပေးပါရှင်သူကကျတော့ညဘက်ဒီမှာကောင်းအိပ်ပျော်တယ်စက်ကြောနောက်ကျောတက်တာတွေကိုတက်တာတယ်အာယုံကျောကိုလည်းအားကောင်းစေတယ်စီဝမ်လည်းမှန်တယ်သွေးလေးလည်းပတ်မှုစနစ်ကိုလည်းမှန်ကန်စေပါတယ်ရှင်မှောက်ခြင်းနဲ့ဆိုရင်တော့ဖုန်းနံပါတ်လေးတင်ထားပေးပါမယ်ရှင်အဲကနေပြီးတော့မှဆက်သွယ်မှာယူလို့ရတယ်မြို့ပေါင်း300ကျော်ကိုအိမ်ရောက်မှငွေချေစနစ်လေးနဲ့ပို့ပေးတယ်နယ်ဘက်တွေရွာဘက်တွေဆိုရင်ဂိတ်တင်ပေးပါတယ်ရှင်